ရိုက်ပြီ ကဲသမင်းရှင်တို့စားကြပါဦးလို့ဟဲ့ခွေစားဟေးကြည့်နေဟဲ့သမင်းစားကနေသူတို့ကအရင်ပဲကဲဒါလေးကတော့တောထဲမှာပေါ့နော်ဘူးသီးလေးကိုချက်ပြီးတော့ဘူးရွက်ကလေးအပေါ်ကအုပ်ထားတာပေါ့နော်စီမပါဘူးပေါ့နော်ဒါငြူတီတောင်းလေးဒါလေးကတော့ငချောက်ဖို့ကိုရှီလေးစန့်ထားတာပေါ့နော်ဒါပိုးဒီလေးကိုရစ်ပြီးတော့ကြက်သွန်လေးနဲ့တုပ်ထားတာတုပ်အောင်ပေါ့နော်ဒါလေးကတော့ကြက်ပေါင်လေးပေါ့နော်ကဲစားကြပါဦးလို့ဒါလေးကိုအရင်နှဲတာပေါ့နော်နှဲပြီးတော့ဒါလေးကဘူးဒီတုပ်ကလေးပေါ့နော်မဟုတ်တော့သွားတာဒီနဲ့နဲ့ငုတ်တုပ်လဲသွားတယ်သူကတော့မဝါတို့လဲသွားတယ်ငုတ်တုပ်လဲသွားတယ်အဲ့ဒါကြောင့်ကဲဘူးဒီလေးပေါ့နော်နောက်ငါကြပေါ့ဟေးအဖေလည်းကြက်တွေမမွေးပါနဲ့ဆိုမှကြက်တွေရှုပ်လုံးလို့ဗာမဲလည်းမသိအဲ့မလားပရိတုပ်လေးလည်းကားအဲ့လိုလေးရောနေမြုပ်ထမင်းပါဇက်ဘောက်ကတော့ကျင်းတာထမင်းတို့ကဒီရှင်းမိန်လေးပေါ့နော်ကဲထမင်းစင်တွေအားလုံးဒီကနေပြီးတော့လှန့်ပြီးတော့ကျွေးပါတယ်လို့ကြုံရင်လဲလာပြီးတော့ကြတောထဲမှာလာစားကြပါလို့ဒီမှာတခွန်းနောက်ဆုံးဘာပြောချင်လဲ ကျမရဲ့ view file လေးကိုဒီတမကထပ်ပြီးတော့အားပေးကြပါဦးသမင်းလည်းကြည့်ရတာမင်းမစားနိုင်တဲ့ငါလိုလူတယောက်ကနင့်ကိုကင်မရာမန်လုပ်ပေးရတာနင့်စိတ်ရဘယ်လိုခံစားရလဲ你也比比片书，你也比比片书，你是嘛啥片书就啥片嘞？你这嘛三九刚刚就出来的，